ပြည့်စုံဆုံးကြောက်စရာဝိညာဉ်ရာဇဝင်တရက်ပင်မယ်မှာရှိနေတဲ့နေဆိုတော့ညဘက်အထိတ်တလန့်ဖြစ်စေတဲ့အိမ်သာခန်းမီးမတွင်းဘက်ကလှမ်းကြည့်တဲ့အိမ်ရှိဆောင်တိုင်းတစ်ဖန်တစ်ခါရဲ့ဝိညာဉ်တစ်ခုလွင့်လာရဲဆိုရင်ကျွန်တော်တို့ဘလောက်ပြင်ဆင်ထားလိမ့်မလဲအဆိုပါဝိညာဉ်သည်ရှေးအချိန်ထိအကြာအနာတလန့်တခဲဖြစ်စေခဲ့သည်သူ၏တည်ဆုံမှုအကြောင်းအခြားပြည့်စုံမဖြစ်တဲ့ရာဇဝင်များသည်လူသက်မှုများနှင့်ပတ်သက်နေခဲ့သည်လားနောက်ဆုံးအဓိကတစ်ခုအောက်မှာရှိသောဖွင့်ဟချက်ပေါ့စီးပွားရေးလုပ်သားများရန်ကင်းသူတချို့အပေါ်မှော်စမ်းတွေဖျက်လိုက်တဲ့အချိန်ကသူ့ကိုတွေ့သောလူများ၏ပြောကြားမှုကိုရင်အေးစေနေတဲ့ခန်းချင်းကိုသိနိုင်မည်ကောင်းစွာသူတေသနာဖော်ထုတ်ကြစို့ဆိုပါဝိညာဉ်သည်ရှောင်းရင်မီနှင့်တူသည်ကိုရှင်လန်းစွာကြည်စမ်းကြည့်ပါဖုံမိုးတွင်နဲ့တင်တို့အားကြည်ခိုင်းစကားလဲသည်ပြန်တင်ကြည့်လိုက်ပါတဘာဝအထက်ပညာရင်ကြီးများ၏အဖြစ်အကြောင်းရှာဖွေမှုစမ်းများကိုနှင့်အတူတော့ဖော်ရည်သူများမှာကြည့်လိုက်ပါစမ်းကြဲကြဲဘိုးရိုက်လို့အတူတူဖြည့်ရှင်းအံ့